ရက်ဆက်တယ်ဟေးအမှကျွန်တော်အများကြီးပဲကမ်းမှာအိမ်မှာပါဝမြေပါပါဝတာပေါ့နော်အိုးဘက်ကတရားကြီးဆိုလဲကျွန်တော်အရှိမရှိနေတာကတော့ဒါဒုဋ္ဌဝရီကြီးပေါ့နော်ဒုဋ္ဌဝရီကြီးရဲ့ဒုဋ္ဌဝရီတရားလဲငလျင်ကြောင့်ကမ်းပါးတွေမှာဟိုတခြားနေရာတွေကကျွန်တော်တို့တိုက်တီပြိုတယ်အိမ်တွေပြိုတယ်အိမ်တွေအပ်တယ်တိုက်တီဆောင်းတယ်ပေါ့နော်ဒါပေမဲ့ဒီမှာကျတော့ဘာဖြစ်လဲဆိုတော့အိမ်တွေပါမရှိတော့တာမြေလည်းမရှိတော့ဘူးပေါ့နော်အကုန်လုံးမြစ်ထဲပါသွားတဲ့အားတဘောပေါ့နော်ဒီရှေ့တက်မှာရှိနေတာဆိုရင်ဒါကစက်ယုံနဲ့အဲ့ဒီလိုမျိုးဖြစ်သွားပါတယ်နော်ဒါကတော့မျိုးစီချက်စက်ယုံလို့တော့သိရပါတယ်ဆိုတော့ဒီဘက်ကမ်းပါးတစ်လျှောက်လုံးဖြစ်တာပေါ့နော်အဲ့ရနေစဟိုးဘက်အချမ်းကနေစတာပေါ့နော်ဟိုးဘက်အချမ်းကနေစပြီးတော့ဒီဘက်ချက်ဒါဆိုလဲဒါဒီဘက်တစ်ချမ်းတော်သေးတယ်မပါတော့မပါဘူးဒါပေမဲ့ဟိုးဘက်နောက်ကတော့ဘာမှမရှိတော့ပါဘူးအကုန်လုံးပါနေတယ်ပေါ့နော်ဆိုတော့အဲ့လိုလေးရှိပါတယ်တော်တော်အခြေအနေဆိုပါဆိုတော့ကျွန်တော်ဒီနေ့အခုဒီကိုရောက်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့အိမ်အောင်စုတွေကိုကျွန်တော်လိုက်ပြီးတော့ပစ္စည်းတွေဝေမယ်ပတ်စံပေးမယ်ပြီးလို့ရှိရင်ဘုန်းကြီးကျောင်းကိုလည်းကျွန်တော်တို့အဆန်လေးစီးတွေကျွန်တော်လှူမယ်ပေါ့နော်အဲ့ဒါလေးတော့ကျွန်တော်တို့လုပ်ထားပါတယ်